ဒေါ်လန်ကအဖော်အပိုင်း3ကိုကျော်ကြီးရဲ့ပခုံးပေါ်မှာတင်းနေတဲ့လက်ချောင်းတွေကရေခဲတုံးထက်တောင်အေးဆက်နေတယ်ဗျအခုကျမမျက်လုံးတွေတွေးပြီလားဆိုတဲ့အတန်ကြီးကနားထဲမှာဟင်းသွားတာပဲကိုကျော်ကြီးတကိုယ်လုံးတုံတက်သွားပြီးအနောက်ကိုဖြည်းဖြည်းချင်းလွှဲကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ဘဝမှာအကြောက်ဆုံးမြင်ကွင်းပဲဖြစ်ပါလိမ့်မယ်ကိုကျော်ကြီးအနောက်ကိုလွှဲကြည့်လိုက်တော့စောစောကအဖြူရောင်ဝတ်စုံနဲ့မိန်းကလေးဟာသူ့မျက်နှာနဲ့လက်သဝါစာလောက်ပဲကွာတော့တဲ့နေရာမှာရောက်နေရဗျသူမရဲ့မျက်နှာကဖြူလျောနေပြီးမျက်လုံးနေရာမှာတော့ဟောင်းလောင်းပေါက်ကြီးနှစ်ခုပဲရှိတော့တယ်အဲ့ဒီအပေါက်ထဲကနေသွေးပုတ်တွေကတဆတ်ဆာစီးကြနေတော့ကိုကျော်ကြီးလွတ်ပါရကျွန်တော်သွားခွင့်ပေးပါကျွန်တော်ဘာမှမလုပ်ထားပါဘူးကိုကျော်ကြီးကြောက်လုံးလို့အော်ဟစ်ပြီးယုံကန်တော့တာပေါ့ဒါပေမဲ့သူ့ခြေထောက်တွေကမြေကြီးထဲမှာမြုပ်နေသလိုမျိုးလှုပ်လို့မရဘူးဗျအဲ့ဒီအချိန်မှာစောစောကအဖိုးကြီးကအနားကိုရှုံလာပြီးအေးဆတ်ဆတ်နဲ့ပြောပြန်တယ်အဖိုးကြီးကမကြောက်ပါနဲ့ငါတို့ရငါသမီးကမင်းကိုသဘောကျလို့ပါသူကအဖေါ်မရှိတာကြာပြီလေမင်းကကားပေါ်မှာတော့သူ့ကိုခေါ်လာပေးသေးတာပဲမောင်ကကိုကျော်ကြီးအဘကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အိမ်ပြန်ပါရစေကျွန်တော်မှမိသားစုရှိသေးတယ်ဗျမင်္ဂလိတရေအတန်ကတိုးတိုးလေးနဲ့ခြောက်ချားဖို့ကောင်းတယ်အကိုကလည်းအိမ်ပြန်ဖို့လိုသေးလို့လားအကိုကအောက်မှာကြေမွေးသွားပြီလေအကိုလည်းကျမလိုပဲဖြစ်သွားပြီလေကိုကျော်ကြီးနားမလဲနိုင်တော့ငါလည်းသူ့လိုပဲဖြစ်သွားပြီဆိုတာဘာကိုပြောလာလဲသူ့ကိုသူငုတ်ကြည့်လိုက်တော့သူအင်ကြီးတွေမှာတွေးရရွေးနေတာကိုတွေ့လိုက်ရတယ်ဗျသူညင်ပတ်မှာလဲကာစတီယာတွေနဲ့စုံထားတဲ့ထိုင်ယာကြီးကအပေါင်လိုက်ကြည့်ဒါပေမဲ့ထူးဆန်းတာကသူဘာနာကျင်မှုမှမခံစားရတော့တာပဲ၃အဘိုးကြီးကကိုကျော်ကြီးရဲ့လက်ကိုလွှမ်းကင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဘဝန်းကျင်ကမီးဖိုးကြီးကရုတ်တရက်ပျောက်ခွေသွားပြီးကိုကျော်ကြီးရောက်နေတာက6ထဲကမောက်ခုံကြီးဖြစ်နေတဲ့သူ့ရဲ့ကားပြကြီးပေးမှာဗျသူရှေ့မှာမြင်လိုက်ရတာကကားထဲမှာခေါင်းနဲ့မှန်နဲ့စုံတိတေးဆုံးနေတဲ့လူတယောက်ရဲ့အလောင်းအဲ့ဒီအလောင်းကတခြားသူမဟုတ်ဘူးကိုကျော်ကြီးကိုယ်တိုင်ပဲဗျကိုကျော်ကြီးဟင်ဒါငါအလောင်းကြီးလားငါတေးသွားပြီလားအဖိုးကြီးကအေးလေအခုတော့မင်းငါတို့နဲ့အဖော်ဖိတ်ပြီးပေါ်ငါတွေကလာပါငါတို့တွားရမယ့်နေရာကိုတွားကြစို့လေအဖိုးကြီးနဲ့တနည်းဖြစ်သူကကိုကျော်ကြီးရဲ့လက်နှစ်ဖက်ကိုတဖက်ကြီးကနေဆွဲပြီးအမောင်ထိုးတဲ့ကိုခေါ်သွားကြလေကိုကျော်ကြီးကရုံးခံနေတော့မှပဲရုတ်တရက်အဝဲကနေကားမီးရောင်တစ်ခုကိုလွှမ်းမြင်လိုက်ရလေရကားတစ်စီးကတော်လန်အတိုင်းမောင်းလာနေတာအဖိုးကြီးကပြုံးလိုက်ရင်ကိုကျော်ကြီးကကြည်ပြီးပြောလိုက်တယ်အဖိုးကြီးကဟိုမှာနောက်ထပ်အေးထဲတယောက်လာနေပြီငါတို့မင်းကလမ်းလယ်မှာတွားရပြီးလက်တားပေးလိုက်ပါဦးသူကားရပေးသွားပါကိုကျော်ကြီးတယောက်အမောင်ထဲကနေလမ်းလေခေါင်းစီကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်ရတယ်ကားမီးရောင်ကသူ့စီကိုတေးတေးကြီးထိုးလာလေကိုကျော်ကြီးလက်တားလိုက်တဲ့ကားထဲမှာဖေသူပါလာတာလေဒီတန်တရာကြီးကဖေတော့မှဆုံးပါဦးမလားအပိုင်း၄စက်သိန်းပိုင်းကိုဆက်လက်ဆောင်မျိုးပေးကြပါအောင်ဗျာကဲကိုကျော်ကြီးတယောက်လမ်းလဲကောင်းမှာမတ်တက်ရက်နေပါပြီရှေးကလာနေတဲ့ကားမီးရောင်ကသူ့မျက်နှာကိုတဲတဲကြီးထုံနေတာပေါ့ဘေးမှာတော့အဘိုးကြီးနဲ့အဖြူရောင်ဝတ်စုံတဲ့သမီးသူကကိုကျော်ကြီးကိုကြည့်ပြီးပြုံးနေကြရဲ့လှုပ်လေလက်သားလိုက်လေဆိုတဲ့အတန်တွေကသူ့နားထဲမှာပဲ့တင်ထပ်နေတာပေါ့ဒီတစ်ခါကိုကျော်ကြီးလက်သားလိုက်ရင်နောက်ထပ်လူတယောက်ဒီတော်လမ်းမှာအသက်ပြောက်ရတော့မှာပါကိုကျော်ကြီးပါဆက်လို့မလဲကားလီကတတိဖြည်းနီးလာပြီဗျကိုကျော်ကြီးမြင်လိုက်ရတာကကားမောင်းလာတဲ့သူဟာလူငယ်လေးတယောက်သူ့ဘေးမှာလဲသူ့ဇနီးနဲ့ကလေးလေးတယောက်အိပ်ပျော်နေတာကိုကျော်ကြီးမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာကိုကျော်ကြီးရင်ထဲမှာတခုခုကိုခံစားလိုက်ရတယ်ဗျစိတ်ထဲကနေရေရွတ်နေတာမဖြစ်ဘူးငါကတော့တေးသွားပြီဒါပေမဲ့
ဒီလူတွေကိုတော့ငါလိုမျိုးအဖြစ်မခံနိုင်ဘူးသူတို့မှလည်းမိသားစုတွေနဲ့အဘိုးကြီးကအနားကိုကတ်လာပြီးဟေးဘာလုပ်နေတာလဲလက်တားလေငါသမီးတို့အဖော်ရအောင်လုပ်ပေးရမယ်လေကိုကျော်ကြီးကအဘိုးကြီးကိုစိုက်ကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာကြောက်စိတ်တွေမရှိတော့ပဲတနာစိတ်တွေပဲရှိနေတော့ပဲဗျာအဘတော်ပါတော့အဘတို့လေဒီလိုနီးနဲ့လူတွေကိုခေါ်နေတာဘလောက်တောင်ကြာပြီလေဒါပေမဲ့အဘတို့တော့ပြောရလားအခုကြည်စမ်းအဘရဲ့သမီးမျက်နှာကိုကြည်စမ်းပါဦးသူတကယ်ပဲပြောနေတာလားသမီးဖြစ်သူတရေမလီကညင်ကြွသွားတယ်ကိုကျော်ကြီးကရှေ့ကလာနေတဲ့ကားစီကိုလွယ်ပြီးသူ့ရဲ့လမ်းတစ်ဖက်ကိုအားရပါရရမ်းပြလိုက်တယ်ဗျာဒါပေမဲ့လက်သားတဲ့ပုံစံမျိုးမဟုတ်ဘူးမလာနဲ့ရှေ့မှာ6ရှိတယ်ပြန်လွှဲသွားကြဆိုပြီးအတင်းကာစီလှုပ်ပြနေတာဗျာမလာနဲ့ရှေ့မှာအန္တရာယ်ရှိတယ်ပြန်လွှဲကြပါအလွေပြောင်းထူးဆန်းတာကဗျာကိုကျော်ကြီးကတရေဖြစ်နေပြီမဲ့သူ့ရဲ့စေတနာကြောင့်လားမသိဘူးကားမောင်းလာတဲ့လူငယ်ကတခုခုကိုတတိထားမိတော့သလိုပဲသူကားကို break အုပ်ပြီးရပ်လိုက်တယ်ပြီးတော့ကားထဲကနေခေါင်းပြူထွေးပြီးရှေ့ကိုထပ်မီးနဲ့ထိုးကြည့်လိုက်တာပေါ့ကားမောင်းသူလူငယ်ကဟင်ရှေ့မှာလမ်းပြူနေတာပဲတော်သေးတယ်တခုခုကငါ့ကိုတားလိုက်တယ်လို့ပဲမဟုတ်ရင်ငါတို့မိသားစု6ထဲချကွန်တော်မှာအဲ့ဒီလူငယ်ကကားကိုဂယူးတစိုက်နဲ့ပြန်ခွေပြီးမောင်းထွက်သွားပါတော့တယ်ဗျာကိုကျော်ကြီးဝမ်းသာလွန်းလို့ပြုံနိုင်မိတယ်အဲ့ဒီအချိန်မှာပဲအဘိုးကြီးနဲ့သူ့သမီးကကိုကျော်ကြီးကိုအန်အောတကြီးကြည်နေကြတယ်ဗျာအဘကျွန်တော်တို့တည်သွားတာကကံကြမ္မာပါဒါပေမဲ့တခြားလူတွေကိုဒုက္ခပေးနေရဲ့ကျွန်တော်တို့ဘေတော့မှကျွတ်လွတ်မှာမဟုတ်ဘူးအခုကြည်စမ်းအလင်းရောင်လာနေပြီစသိန်းရုတ်တရက်ဆိုသလိုတောအုပ်ကြီးတွေမှာနှွေးထွေးတဲ့အလင်းရောင်တစ်ခုဖြာဆင်းလာတယ်ဗျအဘိုးကြီးနဲ့သမီးဖြစ်သူရဲ့မျက်နှာတွေကကြောက်စိတ်ပုံစံကနေပုံမှန်လူသားတွေလိုအေးချမ်းတဲ့မျက်နှာတွေဖြစ်သွားကြတယ်သူတို့နှစ်ယောက်စလုံးကိုကျော်ကြီးကိုကျေးဇူးတင်တဲ့အကြီးနဲ့ကြည်ပြီးတဖြည်းဖြည်းဖြောက်ကွယ်သွားကြပါတော့တယ်ဗျကိုကျော်ကြီးဟဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးကပေါ်ပါသွားတာကိုခံစားလိုက်ရတယ်သူ့ရဲ့ကားပြတ်ကြည့်ပြီးမှလဲနေရဲ့သူ့အလောင်းကိုနောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီးကိုကျော်ကြီးလည်းပြုံလေးနေလဲအလင်းရောင်တဲ့ကိုတိုးဝင်သွားပါတော့တယ်ဗျဒီဇလန်လီကနေပေးခြင်းတဲ့သင်ခန်းစာကတော့မကောင်းမှုဆိုတာတန်တရားလဲတတ်ပြီးကောင်းမှုကတော့အဲ့ဒီတန်တရားကိုဖြတ်တောက်ပေးနိုင်နေဆိုတာပါပဲကျွန်တော်တို့တွေဟာကိုယ်တိုင်ဒုက္ခရောက်နေတဲ့အချိန်မှာတော့တခြားသူကိုကူညီခြင်းနဲ့စိတ်ထားရှိနေဆိုရင်အဲ့ဒီစေတနာဟာကိုယ့်ကိုအမောင်ထိုးတွေကနေလုံရောက်အောင်ကယ်တင်ပေးသွားမှာဖြစ်ပါတယ်ဗျာညာဘခရီးသွားရင်လည်းတတိရှိကြပါစေတနာကောင်းထားကြပါလို့ပြောရင်းနဲ့ဒေါ်လန်ကအဖော်ဆိုတဲ့ဇလန်းလေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ဗျာနားထောင်ပေးခဲ့ကြတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်